ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KZN Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ဇာတ်လမ်းလေးကတော့ဦးကောင်းမြတ်တီလာရှင်နဲ့တရားစခန်းကဝိညာဉ်ဝိမာလာဆိုတာအသက်50အရွယ်တရားဓမ္မကိုအလွန်အမင်းကိုင်းဆိုင်တဲ့အမျိုးသမီးကြီးတဦးပါသူမဟာစိတ်အေးချမ်းမှုကိုရှာဖွေသူဖြစ်ပြီးဘယ်ပါတာဘယ်ခိုင်းကပဲဖြစ်ဖြစ်ထူးခြားဆန်းပြားတယ်လို့နာမည်ကြီးရင်တွားရောက်အားထုတ်လေးရှိသလိုအလူငွေတွေကိုလည်းရက်ရက်ရော်ရော်လှူဒန်းလေးရှိသူပါတရားအားထုတ်ခြင်းကသူမကိုကုသိုလ်တွေအစမတန်ရရှိစေပြီးနောင်ဘဝမှာချမ်းသာစေမယ်လို့ဝိမာလာကအခိုင်အမာယုံကြည်ထားတာပါ။ဒီနေ့မှာတော့ဝိမာလာဟာမြို့ပြနဲ့အလံဝေးတဲ့တောင်ပေါ်ကတရားစခန်းတစ်ခုကိုတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီတရားစခန်းဟာတိတ်ဆိတ်အေးချမ်းတာကြောင့်တရားအားထုတ်ဖို့အလွန်နာမည်ကြီးတဲ့နေရာတစ်ခုပါ။တရားစခန်းရောက်တဲ့အခါမှာတော့တရားစခန်းတာဝန်ခံဆရာကြီးမေကဝိမေလာကိုလှက်လိုက်လဲလဲကြိုးဆိုပြီးအခြားကျောင်းဆောင်တွေနဲ့ဝေးရမှာရှိတဲ့တစ်သားကျောင်းဆောင်ဟောင်းလေးတစ်ခုမှနေရာချပေးခဲ့ပါတယ်။အဲ့ဒီနေရာဟာတိတ်ဆိတ်လွန်ပြီးခြောက်ခြားစရာကောင်းလာပါတယ်။ပထမအဆုံးနေ့ညနေပိုင်းမှာတော့ဝိမာလာဟာဖျားဝိပြုပြီးတဲ့နောက်ရေပြင်အလဲမှာရှိတဲ့ထူးဆန်းတဲ့တီလာရှင်ရုပ်ထုတစ်ခုကိုတရေထားမိလိုက်ပါတယ်။အဲ့ဒီရုပ်ထုဟာအလွန်ဟောင်းနှွမ်းနေပြီးဥကောင်းနေရာမှာအကြောင်းကြီးတစ်ခုရှိနေပါတယ်။ဝိမာလာကဒါဟာအလားဆင်ထားတဲ့ရုပ်ထုတစ်ခုပဲလို့မှတ်ယူလိုက်ပြီးသူမရဲ့ကျောင်းဆောင်စီကိုပြန်လာခဲ့ပါတယ်။ပြန်လာတဲ့လမ်းမှာတော့မီးအိမ်လေးတစ်လုံးကိုကင်ပြီးမှောင်မဲနေတဲ့လမ်းအတိုင်းရှောက်လာခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအေးဆက်တဲ့လေညင်းနဲ့အတူအဝေးကနေပရိစိတ်တန်လို့တရားရွတ်တန်လို့တက်တက်လေးသူကြားလိုက်ရပါတယ်။အဲ့ဒီအတန်ဟာဝမ်းနဲ့ပူဆွေးမှုတွေပြင်းထန်နေတယ်လို့ခံစားရတာကြောင့်ဝိမာလာတယောက်တကောလုံးကြက်တီးမှုတွေထားပွားရပါတယ်။သူမဟာအရင်ကတရားစခန်းပေါင်းများစွာရောက်ဖူးပေမဲ့ဒီတစ်ခါလိုမျိုးစိတ်မလုံခြုံမှုကိုအခါမှမခံစားခဲ့ရပါဘူး။နောက်တနေ့ညနေပိုင်းဝိမာလာဟာကျောင်းဆောင်အောင်မှာတရွတ်တွေလှဲကျင်းနေတော့အိမ်သာနာမှာအဝိဖြူဝတ်ထားတဲ့တီလာရှင်တစ်ပါးကိုလှမ်းမြင်လိုက်ရပါတယ်။ဒါပေမဲ့သူမကိုကြောက်လန့်သွားစေတာကတော့အဲ့ဒီတီလာရှင်မှာဥကောင်းမရှိပဲဝိမာလာစီကိုဖြည်းဖြည်းချင်းရှောင်လန်းလာတာပဲဖြစ်ပါတယ်။ဝိမာလာဟာကြောက်လန့်လုံးမျက်စိကိုအတင်းပိတ်ထားလိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲဆရာကြီးမေကဝိမာလာဖျားဝေးပြဖို့အချိန်တန်ပြီလို့လှမ်းခေါ်လိုက်မှတတိခွင်လာကပြန်ကြည့်လိုက်တဲ့အခါဘာမှရှိမနေတော့ပါဘူး။ဖျားဝေးပြနေစင်မှာလဲဝိမာလာရဲ့စိတ်ဟာမတည်ငြိမ်နိုင်ပဲအခုနာကမြင်ခဲ့ရတာကိုပဲတွေးတောနေမိပါတယ်။အဲ့ဒီအချိန်မှာပဲလှေကားပေါ်ကနေခြေတံတစ်ခုတက်လာတာကိုသူကြားလိုက်ရပါတယ်။ဝိမာလာကမျက်လုံးထောက်ကနေလှမ်းကြည့်လိုက်တဲ့အခါအခုနာကမြင်ခဲ့ရတဲ့ဥကောင်းမရှိတဲ့တီလာရှင်ဝင်းကြီးဟာလှေကားထိတ်မှထိုင်ပြီးသူမတို့နဲ့အတူလက်အုပ်ချီကတရားနာနေတာကိုတွေ့လိုက်ရပါတယ်။ဝိမာလာဟာကြောက်လန့်လုံးစကားတစ်လုံးမှမပြောရဲပဲတရားပွဲပြီးတဲ့အထိကြောက်ရွံ့လို့ငြိမ်နေခဲ့ရပါတယ်။နောက်တနေ့မနက်အစောကြီးမြူတွေဆိုင်းနေတဲ့ချိန်ဝိမာလာဟာတရားမှတ်ရင်လမ်းလျှောက်နေတော့မှတရားရွတ်တံကိုထပ်ကြားရပြန်ပါတယ်။ဒီတစ်ခေါက်တော့အတန်ကအဝေးကကျောင်းဆောင်ဟောင်းလေးတစ်ခုစီကနေလာတာပါ။ဝိမာလာဟာကြောက်ပေမဲ့တိကျင်စိတ်ကပိုနေတာကြောင့်အဲ့ဒီကျောင်းဆောင်စီကိုလိုက်သွားခဲ့ပါတယ်။ကျောင်းဆောင်သားရောက်လို့ချောင်းကြည့်လိုက်တဲ့အခါတရားရွတ်တံကချက်ချင်းရက်သွားပြီးတကားဝါကနေဥကောင်းပြက်နေတဲ့တီလာရှင်ဝင်းကြီးဟာထွက်လာခဲ့ပါတယ်။ဝိမာလာဟာထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကလှုံ့မရပဲဖြစ်နေပါတယ်။အဲ့ဒီဥကောင်းပြက်ဝင်းကြီးကဝိမာလာကိုလက်ညှိုးထိုးပြပြီးဆူရှစွာအော်လိုက်တဲ့အချိန်မှာတော့ဝိမာလာဟာအစွမ်းကုန်အော်ဟစ်ပြီးတရားစခန်းရင်ပြင်စီကိုအတက်လူပြေးရပါတော့တယ်။ဆရာကြီးမိန်နဲ့တွေ့တဲ့အခါဝိမာလာကသူမမြင်ခဲ့ရတဲ့ဥကောင်းပြက်တီလာရှင်အကြောင်းကိုငိုယိုပြီးပြောပြလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ဆရာကြီးမိကဖြေရမှန်ကိုပြောပြပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီကျောင်းဆောင်မှာတီလာရှင်စီဆိုတဲ့တီလာရှင်တစ်ပါးနေထိုင်ခဲ့ပါတယ်။သူမဟာတရားဓမ္မကိုအလွန်အမင်းအစွမ်းလန်းကြည့်ပြီးကုသိုလ်ရခြင်းစိတ်ဓမ္မလောဘအလွန်ကြီးမားတဲ့သူပါ။တနေ့မှာတော့သူမဟာကုသိုလ်တွေအများကြီးရဖို့ဆိုတဲ့အတွေ့အမှနဲ့ကိုကောင်းဖြတ်ပြီးရေပူဇော်တဲ့နီလန်နဲ့အဆုံးစီရင်သွားခဲ့ပါတယ်။ကိုတက်သေးခြင်းဟာကြီးလေးတဲ့ငရဲအကုသိုလ်ဖြစ်တာကြောင့်သူမရဲ့ဝိညာဉ်ဟာကျွတ်လွတ်ခြင်းမရှိဘဲဒီတရားစခန်းမှာပဲဝစ်ခံနေရတာဖြစ်ပါတယ်။ဝိမာလာဟာဒီအကြောင်းကိုကြားသိရပြီးတဲ့နောက်တီလာရှင်စီတော့ကုသိုလ်ကောင်းမှုတွေပြုပြီးအမြပေးဝေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့တရားစခန်းမှာ6လသားတွေပျောက်ကွယ်သွားပြီးဝိမာလာလည်းစိတ်အေးချမ်းစွာနဲ့တရားအားထုတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရဟာဝိမာလာအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။တရားအားထုတ်ရမှာပဲဖြစ်စေကုသိုလ်ပြုရမှာပဲဖြစ်စေအစွန်မရောက်ဖို့နဲ့မဇီမာပရိသတာလမ်းစဉ်အတိုင်းအလယ်လက်လမ်းကိုရှောက်လန်းဖို့ကအရေးကြီးကြောင်းသူမနားလည်သွားခဲ့ပါတယ်။ဒီနေ့အတွက်ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZN Studio Animation Channel လေးကိုလည်း like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။